တခါအဲ့ဒီရွာလေးမှာလင်မယားနှစ်ယောက်စိုက်ပျိုးရေးလုပ်တယ်ပေါ့စပယ်ကြီးထဲမှာစပားတွေထည့်တာထုံးတဲ့တိုင်းမောကြွက်ကတောင်းကြမှာပေါ့ကြွက်ကတောင်းကြတဲ့အခါကျတော့ရှင်ပကုတ်တိုင်ကြွက်ထောင်ကြောက်တွေဝယ်ခဲ့ပါကျမတို့တပင်တပန်းစိုက်ထားတဲ့စပားတွေကိုတော့ဒီကြွက်တွေကဒုက္ခပေးနေပြီတော့ကြွက်ကလေးကကြားတယ်ကြွက်ထောင်ကြောက်ကြောက်သွားထောင်ကြောက်ဆိုတဲ့နာမည်မှာသူ့နာမည်ပါတဲ့အတွက်ကြောက်သွားကြောက်တော့အဲ့ခြံထဲမှာရှိတဲ့ရှေ့မှာရှိတဲ့ကိုကြီးချက်ဖအောက်အီတော့မေးတယ်ကိုကြီးချက်ဖအင်းရှင်လင်မယားကြွက်ထောင်ကြောက်ဆိုပြီးပြောနေတယ်ကျွန်တော်နာမည်ပါနေတယ်ကြောက်လိုက်တာကိုကြီးရဲ့ကျွန်တော်ဒုက္ခပေးမှလာရင်အဲ့ဒါဘာလဲရင်ကျွန်တော်မသိလို့ချက်ဖကြီးကအစာရှာနေရတာနေဟဲ့ကောင်မောင်ကြွက်တယ်စားလို့တောက်လို့မကောင်းရတဲ့ကြားတဲ့မင်းလာမရှုပ်နဲ့အဲ့ဒါကြွက်ထောင်ကြောက်กว่าတဲ့ကြက်ထောင်ကြောက်မဟုတ်ဘူးတဲ့ဒုက္ခဖြစ်ရင်မင်းဖြစ်မှာငါဖြစ်မှာမဟုတ်ဘူးတဲ့သွားတယ်မောင်းထုတ်အဲ့တော့ကြွက်ကလေးကအာကူမရအဲ့ဒါနဲ့ခြံအလယ်မှာရှိတဲ့ဦးလေးဝက်စီကိုသွားတယ်ဦးကြီးဝက်ကိုကြီးချက်ဖအာမကိုရပါဘူးဗျာမကြွက်ထောင်ကြောက်လို့ကြားတယ်ဗျလုတ်ပေါင်ဗျာကျွန်တော်ကြောက်လို့ပါဗျာဝက်ကလည်းဦးကြီးဝက်ကလည်းအစာတွေစားနေတန်းလန်းနဲ့ဟဲ့ကအဲ့ဒါကြွက်ထောင်ကြောက်ဝက်ထောင်ကြောက်မဟုတ်ဘူးငါနဲ့မဆိုင်ဘူးသွားစမ်းမှာကွာဒီမှာစားတော့ပြရတယ်ကြားတယ်အာကိုမရနောက်ဆုံးခြံနောက်မှာရှိတဲ့ဘာကြီးနွားဘာကြီးလုတ်ပေါင်ဗျာကိုကြီးချက်ဖလည်းအာမကိုအောင်ဦးကြီးဝက်လည်းအာမကိုအောင်ဘာကြီးကဲပါဦးဗျဘာတော့ကွာကြွက်ထောင်ကြောက်တယ်ဗျကျွန်တော်ကြောက်တယ်ဗျာဘာကြီးနွားကလည်းဒီစကားပဲပြောတယ်အဲ့ကောင်မောင်ကျွဲဟိုကောင်နေပြောသလိုပဲကွာအဲ့ဒါနွားထောင်ကြောက်မဟုတ်ဘူးကြွက်ထောင်ကြောက်ဒုက္ခရောက်ချင်းရောက်ရင်မင်းရောက်မှာသွားသမှာ